ဒါဘလုံရဲလဲအေလွန်အဆောက်ဆွဲထုတ်ကြည့်တော့အာရမတိလိုက်တဲ့အေဒင်ရဲ့ပထမတရွဲ့ကြွေလေးမှာစတယ်အေလွန်ဇလန်းရငါ့ကိုပေးထားတဲ့နာမည်ကလည်းအယူတယ်ဒါကိုလည်းစက်သိန်းကြမှာသိရတယ်ဘဝကနရဆန်လုံးလေးရောက်ပါအဲ့ဒါကြောင့်မိုးနဲ့မဆိုင်ဘူးလေဒီဥယျာဉ်မှာမပွင့်ရင်ဒီအပင်ဟာဘယ်ကဘာမှမရှိဘူးငါမှအဲ့လိုတွေးပြီးအဲ့ဒီခြေလေးကိုရှင်းအောင်စိုက်ခဲ့ရတာတကယ်တမ်းကျပြေးတော့လူကပြေးခဲ့ရပြီပန်းနိုင်ကိုကျဖနက်ကအရင်နင်းခွင့်ရတယ်လို့မျိုးပေါ့ကွာငါမြစ်တာကိုအပင်လိုစိုက်ခဲ့ပြီမဲ့ချစ်ချင်းကြသူများစီအပွင့်လို့သွားဝေးတယ်ဒါဘလို့ငရဲလဲအေးလို့သူပြောရင်ရက်ရစားပဲသူမပြောရင်ပြဿနာပဲရောက်ပါအယူဆိုတော့မကောင်းလက်တိုင်းမဲ့နေလို့မှမရတာစီးတွေကပေါ်ပါတယ်ကွာဒဏ်ရာကကောင်းမှနေတာသူအနာရှိတော့ကရေးကြီးတက်တက်နဲ့စေးပတ်လေမှုနဲ့အပြားမွေ့ဆောင်းရသည်တွေရှိဘူးလေအခုတော့တတ်တာသွားမှာပါကိုးဆိုတဲ့စေးငါဘယ်ဆိုင်မှာမေးဝယ်ရမလဲအေးနော်ကျေရီကိုလက်ပြတယ်လို့နဲ့ကဘာကြီးကိုနှုတ်ဆက်နေရမှန်းငါမရိပ်မိခဲ့ဘူးဝင်လာတဲ့မက်ဆေ့တစ်စောင်ယူရီလိုထိုင်းရည်တယ်ငကုံငယ်ရန်ကြီးဟာဒီနေရာစတယ်လို့လေသီယိုရီမဲ့မရှောင်ခဲ့ဘူးလေအခုတော့စာရဆောင်တဲ့လူတယောက်ဘယ်ဟာပူဆွမ်းတယ်လဲမေးခံရတယ်လို့ငါမှဖွင့်လဲမဖတ်ရဲဖြတ်လဲမပြေးရဘာနဲ့တူတယ်ဆိုတော့ငါအစာနဲ့လာကစားပြီးဂျိတ်ကလူစိတ်ကိုပြန်များနေတယ်လို့မျိုးလေမင်းနားလိုက်တယ်မလားရောက်ပါဒီလိုလေကွာပေါက်တာအသွားနဲ့စိုက်ရမလို့လို့အယိုးနဲ့ကြရမလို့လို့နဲ့စစ်ပွဲနဲ့တအိမ်ကြားမှာဖြာများနေတယ်လို့မျိုးကွာအဲ့ဒါဘယ်လိုငရဲလို့ခေါ်ရမလဲကြပြဆရာသူရနီကဒီလိုရေးတယ်အချစ်ဆိုတာယထာနဲ့တန်လန်းပေါင်းနေပြီးဘူရာယုံကိုထားသွားတယ်လို့ပါပဲတဲ့ငါမေးတယ်အဲ့လန်ကိုဘယ်ကောင်ချိုးလိုက်တာလဲအိမ်လုံးအခုတော့မှဂျိုမပါတော့ငရဲကိုတစ်စိတ်ကက်ရတာထင်တာတဲ့ပိုခတ်တဲ့အိမ်လုံးငါမျက်ရည်နည်းနည်းလောင်းလိုက်တာနဲ့မနှက်ပြန်တက်တက်နိုင်ငံတော်ကြီးပြန်ပေါ်လာမှာငါတိလေရောက်ပါတော်ပါပြီကွာကြွေပြီးသားခြေတွေကိုပဲရပြီးသားတန်ရဖို့ရင်ပြန်ဆိုင်တော့ပြီလိပ်ပြလန်းဆိုတာဒီလိုပဲမဟုတ်လားငါဘိုးကဆိုင်ပြီငါဖေးရရှီလောင်းလို့ကြီးလာတဲ့ညောင်မင်းကငါချန်စီကိုလာမျိုးနေတယ်လို့မျိုးငါမတွင်ခဲ့တဲ့စိတ်မပါလက်မပါဖြက်လုံးတွေကိုငါမှစိတ်လိုလက်ရရေပေးနေရတယ်ဒီလိုအဲ့လိုပြောရင်မင်းရောရဲနေအောင်မလားတခါကြာဘဝမောင်လုံးတဲ့အခါပူတာမသိချင်တော့လင်းတာပဲလိုချင်တော့တယ်အဲ့ဒီအတွေ့နဲ့ကို့အိမ်မက်တွေကိုပြန်ပြီးမေးထိုင်ရှို့နာမည်ကအယူလေကွာအယူဟာသူ့ကိုယ်သူလဲကန္နာရဆိုတာကိုမေ့ပြီးမိုးတွေတကယ်ရွာခဲ့တယ်လို့စွန့်ညင်းရှာတယ်ရောက်ပါခြေထောက်တွေပြန်သွားတာ तू မသိဘူးအိမ်တော့ဖနက်တွေမှာအသက်ရှိနေလို့ပဲသူအခုထိထင်းနေတော့အမြင့်ပုတ်သွားတဲ့တစ်ပင်ကမရှင်နိုင်တော့တော့မေ့ပြီးရွာတော့ပဲမို့ညှို့လေးလက်ခုပ်တီးပြီးချုံမိတယ်လို့မျိုးမနေတဲ့တိမ်တွေကမှမလာတဲ့လမ်းကညှို့နေသူအယူပေါ်ရောက်ပါရာတရားတွေပြလိုက်အမားတွေရလိုက်နေမစည်းဖို့တားမရတဲ့မြစ်ကူမှမထုံးဖို့ပြောမရတဲ့တောင်တွေကြောင်းရှင်းပြမိပြန်ပြီဒီတစ်ခါလဲမကြွေမဲ့ချယ်တွေပဲတီးအောင်မှမလားလို့တော့အဲ့ဒီတစ်ပင်ကိုမမေးရခဲ့ဘူးတေလို့အယူဟာတနာစရာပန်းဒီတကယ်ပွင့်ခဲ့တယ်လို့တဲစုအဖုံကိုတိုင်တယ်နေတော့ကင်းကမြကြီးကတော့ငါ့ကိုရဲလို့ဒါဘလို့ငရဲလဲ